အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျန်းစာနှုတ်ကပတ်တော်နဲ့ခွန်အားယူနေဖို့အချိန်ပြင်ဆင်နေကြတဲ့သူတွေအားလုံးအတွက်ကျန်းစာအလွတ်အဖင်ခွန်အားပေးချင်ပါတယ်ဒီနေ့မှာဆလန်နံပါတ်1အပိုင်းငယ်1ကနေ3ထိကျွန်မအလွတ်စုပြမှာဖြစ်ပါတယ်ဆလန်နံပါတ်1အပိုင်းငယ်1ကနေ3ထိမတရားသောသူတို့အေတတွချင်းတော်မလိုက်လို့ဆိုတော့လန်တွေမရမနီမထင်မမြင်ပြုတတ်သောသူတို့ရဲ့အစစ်အဝေးနဲ့မထိုင်ထရုပ်ဖျားအေတရားတော်နိုင်မှုလျော်ရတရားတော်ကိုနေငမပြည့်စင်ချအောင်မိသောသူတွေမင်္ဂလာရှိအကြောင်းမူကားသူတို့မင်းသားမဆိုင်လျက်မိမိအချင်းတမ်းမှအသေးကိုသိ၍အယုံမညှိုးနှံတတ်သောအပင်နဲ့တို့ပြောရသည်မြတ်တို့၌အောင်လင်းတဲ့အာမင်အာမင်ဖျားသခင်ကောင်းချီးထူပြပါစေပြီးတော့ဆလနံပါတ်23ဒါလေးကတော့အလောရချရတဲ့ချက်ဖြစ်ပါတယ်ကျွန်မအနေနဲ့အလွတ်ဆိုပြမှာဖြစ်ပါတယ်ဆလနံပါတ်23ထရဖျားသခင်သည်ငါ၏တို့ထုံးပြတော်မူ၏ငါသည်စင်မခံရစလန်တို့ကျဆိုင်အယနာကိုဣစရမူ၏တရားတော်မြတ်တို့လမ်းပြတော်မူ၏ငါဝိညာဉ်ကိုအဖြစ်၍နာမတော်ဖို့အလုံးငါတရားလမ်းထဲ၌သူဆောင်တော်မူ၏အကယ်၍တိမင်း၏အရေးလုံးမှုသောချစ်တဲ့သူရှုပ်သွဲတော်လည်းပြန်တော်ကိုမကြောက်ပါအကြောင်းမူကားကိုရောသည်အကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍လန်ဒန်တော်နှင့်တော်ဝင်တော်သည်ကျွန်ုပ်ကိုချမ်းသာစေပါ၏ကျွန်ုပ်၏ရန်သူတို့ရှိမှကျွန်ုပ်အဖို့စပွဲကိုခင်းတော်မူ၏ကျွန်ုပ်ကောင်းကိုစနေလင်းတော်မူ၏ကျွန်ုပ်ခေါ်ဖလာကိုရှမ်းနှက်ရှိပါ၏အကယ်စင်စစ်ကျေးဇူးနှင့်ဂရုဏာကိုတစ်သက်လုံးခံစား၍ထရဖျား၏တော်မှာအစအမဲနေရလိမ့်မည်အာမင်အာမင်ပြီးတော့ဆလန်နံပါတ်97အမင်းစုံတော်ဖျား၏ကိုယ်ကထန်တော်၌နေတော်သူသည်အနန္တတကုရှင်၏အယုကိုခွေရလိမ့်မည်ထရဖျားသည်ငါခုလုံးရငါအေးရဲ့တဲ့ငါကိုစားတော်ဖျားသခင်ဖြစ်တော်မူ၏ဟုငါပြောဆို၏အကင်စင်စိတ်မှုဆို၏ချက်ကိုနှင့်၎င်းတည်တော်အနန္တနှင့်၎င်းသင်ကိုကင်းလွှဲဆရမူမီအတုံးတဲ့အမွေးနဲ့ဖို့အတော်မရအတုံးတော်အောင်၌တင်သေးလုံးချုံစွာနေရလိမ့်မည်တစ္ဆာတော်သည်တည်တဲ့လောဖြစ်လိမ့်မည်ညအခါဖြစ်တတ်သောဘီကို၎င်းညအချင်း၌ဖြစ်သောမြတ်ကို၎င်းမမိတ်ထဲမှလေတတ်သောဂလနာကို၎င်းမွန်တဲ့အချင်း၌ဖြစ်စစ်တတ်သောဥပကို၎င်းတင်မချောရတင်အနာမလူတထောင်တင်လေရဘဲမှလူတထောင်လဲတော်လဲတင်ကိုမထိမခိုက်ရတင်သေးကိုမစင်းနေကြည့်၍မတရားသောသူတို့နှင့်ရေဝတ်သောအပိကိုမြင်ယုံမြတ်သာရှိလိမ့်မည်ထရဖျားသခင်သည်ငါကိုစသောဖျားသခင်ဖြစ်တော်မူ၏ဟုတင်သည်ဆို၍အမင်းဆုံးသောဖျား၌နေရာချသောကြောင့်တင်မကုန်းသောအနေထယုံမကမရောက်တင်ရာသောဘိဥပမချင်းရတော်လျရ၌တင်ကိုဆောင်ရှောက်စစ်ချင်းကကောင်းကင်တမန်တို့အားတင်အဖို့မှထားတော်မူသည်ဖြစ်၍တင်၏ခြေကိုကြောင်းနှင့်မထင်မခဲစစ်ချင်းကသူတို့သည်တင်ကိုလက်နှင့်မဆက်ချပင်ကြလိမ့်မည်တင်သည်ချင်းတင်နှင့်မွေးစောအပေါ်မှာကြောသွား၍ချင်းတပြုံနှင့်ငကားတို့ကိုခြေဖဲနေလိမ့်မည်သူသည်ငါကိုချစ်တော်ကြောင့်သူကိုငါကဲ့နှုတ်မည်ငါအိမ်နာမကိုတည်တော်ကြောင့်သူကိုငါချီးမောက်မည်သူသည်ငါကိုခေါ်တော်အခါငါထုံးမည်ဒုက္ခခံရသောအခါသူဘက်မှငါနေ၍ချမ်းသာပေးမည်သူ၏ဘုန်းကိုလည်းထင်ရှားစေမည်ရှိသောအသက်နှင့်သူကိုယုံရဲစေ၍ငါဤကဲ့တင်ခြင်းကျေးဇူးကိုသူအားပြမည်ဟုတ်အမင်းဆုံးသောထရဖျားသခင်မင်တော်မူ၏အာမင်ဒီနေ့ကျမ်းစာနှုတ်ကပတ်တော်အပြင်ခွန်အားယူနေကြသောယုံကြည်သူတယောက်ချင်းစေတဲ့ပုံမှာဖျားသခင်အထောကောင်းချီးပြပါစေခွန်အားရကြမယ်လို့ယုံကြည်ပါတယ်နောက် channel မှာပြန်တွေ့ဆုံရအောင်အလုံးကိုကျေးဇူးအထူးရှိပါ၏အာမင်အာမင်အာမင်